စတာ300 400လောက်ကကောင်းနေကိုခြောင်နဲ့ပဲစော့ပြမယ်ခြောင်တို့ရဲ့ပုံမှန်တိုင်းပဲလိမ့်ဖြတ်ရှင်တယ်ကွာငါလိမ့်ဖြတ်ရှင်တော့ဟိုဘက်အကောင်တွေကလည်းလာကြည့်တာပေါ့ကွာလာကြည့်တယ်ဘာမှမပြောလေကွာနိုးကောင်တာတို့ကစကီတူးလေးနဲ့တုံးပြီးတော့ပဲရှောင်ပေးလိုက်အဲ့မှာ hyper ရဲ့ rubber ကိုရလို့ရညာဆိုပြီးတော့ဖင်သွားရကြည့်တာငါရှော့ရတာကွာခြောင်ကင်ပြီးဆိုရင်မင်းတို့တိထားမယ်တစ်ချက်အားလေးကိုတစ်ချိန်လုံးပေးသိနေကွာဘာဖြစ်လို့လဲဆိုရင်မင်းကိုချင်းကောင်လုံးထင်ပြီးတော့ဒီကောင်တွေကတိတ်ပြီးတော့မကြည့်တော့ဘူးကွာအဲ့လိုရှော့လို့ရပြီဆိုရင်လောပေါ်ရင်တော့ရှော့လို့မရဘူးကွာဒီမှာဆိုရင်ဟိုဘက်ကဂိုးလင်းတာဖြစ်တဲ့ Harry ကိုကန်ချပေးလိုက်တယ်ကွာဟိုဘက်ကဂိုးလင်းကရှော့ပြီးဆိုတာနဲ့ငါတို့ဘက်ကဘက်တရနိုင်ဖို့ရကန်တော့တော်လေးကိုများသွားပြီကွာငါကလည်းချောင်းပရိုဆိုရော့ဆိုခဲပြပြီး import တွေပဲကောက်ဆွတ်ပြလိုက်တယ်ကွာမင်းတို့ပဲကြည့်ကွာဒီပတဲမှာဆိုရင်ငါပဒန်းရဲ့မိတ်ရဲ့ Harry ကို3ကောင်လုံးတေချာလေးထိမ့်ပြီးတော့ငါတို့ဘက်ကောင်တွေကဘက်တရနိုင်သွားပြီပေါ့ကွာဟိုဘက်မှာကြံတဲ့2ကောင်လည်းငါဘလိုမျိုးထပ်ပြီးတော့တီးပြမယ်ဆိုတစ်ချက်ကြည့်လိုက်အောင်ကွာဟိုဘက်ကမိတ်ကငါ့ကိုနိုးကောင်တာမှမသိတော့ခဲပြလည်းမရဘူးရော့အမှန်ကလည်း triple K ရသွားပြီဆိုတော့ minion လေးပါလေးရလို့ရညာဆိုပြီးတော့ tower တွေကိုဝင်ကန်မယ်ကွာဒီကောင်တို့တစ်စက်တင်မယ်ရော့ဆို80နဲ့ကန်ချပေးရတယ်ကွာအမှ import တွေပြုတ်ပြီးတော့ item တွေပါ rose score တွေပါကောက်ပြီးတော့ဆွတ်ပြလိုက်သေးတယ်ကွာငါစီက kick out ရဆော့ဒေါ်လာလေးလာတစ်သက်လုံးဖင်ခံရပါလိမ့်ဒါနဲ့ပဲနိုင်သွားတာပေါ့ကွာ